အဖိုးကြီးဟာသူ့ရဲ့ထိုးထွင်းမြင်နိုင်စွမ်းကိုအသုံးချပြီးကြည့်လိုက်တဲ့အခါရှေ့မှာရှိနေတဲ့ရှေးဟောင်းပစ္စည်းဟာအလွန်တန်ဖိုးကြီးမှန်းသိလိုက်ရတယ်ဒါနဲ့သူဟာအလောတက်ကြီးပြေးသွားပြီးအဲ့ဒီပစ္စည်းကိုဝယ်ဖို့လုပ်တော့တာပေါ့ရောင်းတဲ့သူကငွေကျပ်8000တောင်းလိုက်တဲ့အခါအဖိုးကြီးရဲ့သားဟာအံ့အားသင့်သွားပြီးဒါဟာခစ်တစ်လက်ရာတစ်ခုပဲဖြစ်မှာပါဘလို့မှ8000မတန်ဘူးလို့အော်ဟစ်တားမြစ်ခဲ့တယ်ဒါပေမဲ့အဖေဖြစ်သူကတားရဲ့စကားကိုလုံးဝနားမထောင်ပဲတားရဲ့အိတ်ထဲမှာရှိတဲ့နောက်ဆုံးကျန်တဲ့ငွေကျပ်8000ကိုယူပြီးရောင်းသူကိုပေးလိုက်တယ်ပြီးတော့တောက်ပနေတဲ့ဖန်လုံးကြီးကိုကောက်ကင်ပြီးဒီထဲမှာတန်ဖိုးရှိတဲ့အရာတစ်ခုခုဝတ်ထားတယ်လို့တားကိုပြောလိုက်တာပေါ့ပြောဆိုဆိုအဲ့ဒီဖန်လုံးကိုရိုက်ခွဲလိုက်တဲ့အခါအတွင်းထဲကနေနှစ်ပေါင်း2000ကျော်တက်တန်းရှိတဲ့ပူလဲတစ်လုံးထွက်လာတယ်အဲ့ဒီအချိန်မှာကျွမ်းကျင်သူတယောက်ကအနားကိုရောက်လာပြီးတေချာစစ်ဆေးကြည့်တယ်တားဖြစ်သူကလည်းအင်တာနက်ပေါ်မှာအချက်လက်တွေရှာကြည့်ရင်မင်းသက်သွားရတယ်တကယ်လို့ဒါအဲ့ဒီပူလဲကအစ်စ်ဖြစ်ခဲ့ရင်သူတို့ဟာချက်ချင်းပဲဘီလီယံနာသူထေးကြီးတွေဖြစ်သွားကြမှာလေဒါပေမဲ့ကျွမ်းကျင်သူကတော့ဒါဟာတာမန်နံမိုးမရှိတဲ့ပူလဲတစ်လုံးပဲလို့ပြောလိုက်တယ်အဖိုးကြီးကတော့လုံးဝမယုံကြည်နိုင်ဘူးခဏအကြာမှာပူလဲဟာလည်းတာမန်ရိုးရိုးပူလဲပုံစံပြောင်းသွားပြန်တဲ့အဖိုးကြီးကသူ့ရဲ့ထိုးထွင်းမြင်နိုင်စွမ်းနဲ့ထက်ကြည့်ပြီးသူမားတာမဟုတ်ဘူးလို့ကိုယုံကြည်နေတော့မဲ့ဘေးနားကလူတွေကတော့အဖိုးကြီးကိုအယူလို့ခေါ်ပြီးဝိုင်းရကြတာပေါ့လူတွေအားလုံးထွက်သွားတဲ့အခါကောင်းကင်ယံမှာလူတယောက်ရုတ်တရက်ပေါ်လာပြီးလူသားတွေကိုလှည့်စားဖို့မော်တက်ကိုတုံးရမလားဆိုပြီးအဖိုးကြီးကိုဒေါသတကြီးအော်ဟစ်ပြောဆိုတော့တယ်အဖိုးကြီးကလည်းချက်ချင်းပဲတောင်းပန်လိုက်ပြီးနောက်ဒါမျိုးမဖြစ်စေရဘူးလို့ကတိပေးလိုက်ပါတော့တယ်